အားလုံးပဲမင်္ဂလာပါခင်ဗျာအစတူဘီမူဘင် channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်80ပြည့်လွန်နှစ်တွေနောက်ပိုင်းမှာလူလက်ပိုင်းအရွယ်ကျောင်းဆရာတယောက်နဲ့လယ်သမားတအုပ်ဖြစ်တဲ့ဦးကျော်ဟာသူ့ဘဝကိုငင်းငွေနေခဲ့ပါတယ်ဒါပေမဲ့ကျောင်းပြောင်းလာခဲ့တဲ့ကျောင်းသူလေးတယောက်နဲ့တွေ့ဆုံတဲ့အချိန်မှာတော့သူ့ဘဝတစ်ခုလုံးပြောင်းလဲသွားစေမယ်ခိုးကြောင်ခိုးဝဲဇလန်တစ်ခုစတင်ခဲ့ပါတယ်မနေ့စောစောတိုင်းမှာဦးကျော်ဟာနွားနုံညစ်ဖို့နွားတင်းကုတ်ကိုတွားလေရှိပါတယ်ငငယ်ကကြုံခဲ့ရတဲ့မတော်တဆမှုကြောင့်ခြေတစ်ဖက်မတန်ပေမဲ့တော့လေဦးကျော်ဟာအုံမင်းမစွမ်းဖြစ်နေတဲ့သူ့မိကိုပြုစုဆောင်ရှောက်ဖို့သူ့အလုပ်တွေကိုကြိုးကြိုးစားစားလှုပ်ဆောင်ခဲ့ပါတယ်။နဝတင်ငုတ်ကလုပ်တွေပြီးသွားတဲ့အခါမှာတော့ဦးကျော်ဟာကျောင်းဆရာတယောက်ရဲ့တာဝန်ကိုထမ်းဆောင်ဖို့ရွာကျောင်းလေးရှိကိုတွားခဲ့ပါတယ်။စာသင်ခန်းထဲမှာကျောင်းပိတ်မဲ့ကျောင်းတွေကိုပြောပြနေတော့မှာပဲကျောင်းသူလေးတယောက်အခန်းထဲကိုဝင်လာပြီးဆက်စုတဲ့ပုံစံနဲ့ဖြစ်ပြောပါတယ်။ဦးကျော်ကသူမနာမည်ကိုမေးလိုက်တဲ့အခါမှာတော့သူမကတီရီဆိုတဲ့နောက်ဆုံးနဲ့ကျောင်းသူလေးဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒီကျွမ်းပြရဲ့နောက်မှာတော့ဦးကျော်ကသူမကိုအတန်းနဲ့ဝင်ခွင့်ပြုလိုက်ပြီးတမိုင်းဘာသာရက်ကိုစတင်သင်ကြားပါတော့တယ်။အဲဒီမညာမှာပဲဦးကျော်ဟာဒေါ်နှင်းရဲ့အိမ်ကိုသွားပြီးကျောင်းသားတွေအတွက်လှုပ်ရှားရှိတာတွေကိုတွားလုပ်ခဲ့ပါတယ်။အလုံးလုံးနေရင်းနဲ့ပဲဦးကျော်ကကျောင်းပိတ်သိမ်းမဲ့ကိစ္စကိုစကားစားလိုက်တယ်။အဲဒီကိစ္စကသူတို့ရဲ့အလုပ်ကိုင်တွေကိုထိခိုက်စေပေမဲ့ဒေါ်နှင်းကတော့ခေတ်သစ်ကျောင်းမှာဆရာမဖြစ်အလုပ်လုပ်ဖို့စီစဉ်ထားပါတယ်။စကားဆက်မိရင်းနဲ့ပဲဒေါ်နှင်းကသူမဟာဦးကျော်နဲ့အိမ်အောင်ပြုတ်ကျင်နေတဲ့အကြောင်းအရှိန်မြင့်ပြောခဲ့ပေမဲ့ဦးကျော်ကတော့စိတ်ဝင်စားဖို့မရပါဘူး။လူလက်ပိုင်းတယောက်ဖြစ်တဲ့သူ့အနေနဲ့အနာဂတ်အတွက်စိုးရိမ်နေခဲ့တယ်။အထူးသဖြင့်ကျောင်းပိတ်လိုက်ရင်သူ့အလုပ်လက်မဲ့ဖြစ်သွားမှာမလို့ပါ။စကားဆက်မပြောချင်တော့တဲ့ဦးကျော်ဟာကျမ်းမာရေးမကောင်းတဲ့သူ့မိကိုကြောင်းပြပြီးဒေါ်နှင်းရဲ့အိမ်ကနေပြန်ထွက်လာခဲ့တယ်။တနေ့မှာတော့တက်မတော်အငိမ့်စာဦးနေနဲ့သူ့သမီးတေးတီတို့ဟာဦးကျော်ရဲ့ channel ကိုရောက်လာခဲ့တယ်။တေးတီရဲ့မြင်းလေးဖြစ်တဲ့ဘိုးဘိုးကိုဦးကျော်ရဲ့နောတင်ကုတ်မှာထားခြင်းလို့ပါ။ဦးနေလင်းကတလကိုဒေါ်လာ185ပေးမယ်လို့ကမ်းလှမ်းခဲ့ပြီးဦးကျော်လည်းဝမ်းသာအားရလက်ခံခဲ့ပါတယ်။ဦးကျော်လက်ခံခဲ့တာကိုလည်းကြားတော့တေးတီတဲ့ဝမ်းသာအားရနဲ့ဘိုးဘိုးကိုခေါ်သွားခဲ့တယ်။တေးတီမြင်းလေးကိုအစာကျွေးနေတော့မှဦးနေလင်းကဦးကျော်အတွက်ချက်လက်မှတ်တစ်ခုထုတ်ပေးပြီးလက်ခံပေးခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းပြောပြပါတယ်။အပေးယူကိစ္စတွေပြီးသွားတဲ့အခါမှာတော့သူတို့ပြန်ဖို့အချိန်နဲ့နေပြီဖြစ်လို့သူ့သမီးကိုမြန်မြန်လာဖို့ခေါ်လိုက်တယ်။ဒါပေမဲ့ဦးကျော်ကတေးတီမြင်းလေးနဲ့အချိန်ပူနေရအောင်လို့အိမ်ပြန်လိုက်ပူပေးမယ်လို့ကမ်းလှမ်းလိုက်ပါတယ်။ဦးနေလင်းကဦးကျော်ရဲ့သဘောထားကြီးမှုကိုကျေးဇူးတင်ပေမဲ့မပြန်ခင်မှာတေးတီကိုလိမ်မာဖို့တတိပေးသွားခဲ့ပါတယ်။တိမ်မကြခင်မှာပဲဦးကျော်ဟာတေးတီကိုအိမ်ပြန်လိုက်ပူရင်လမ်းမှာစကားဆက်ပြီးပြောဖြစ်ကြပါတယ်။တေးတီကဦးကျော်ကိုနောက်နဲ့တော့အစီအစဉ်နဲ့မေးကြည့်ပေမဲ့ဦးကျော်ကတော့ဘာမှမသိသေးဘူးလို့ပဲအေးအေးဆေးဆေးပြန်ဖြေခဲ့ပါတယ်။အဲဒီခါမှာပဲတေးတီကသူဘာတွေလုပ်နိုင်လဲဆိုတာကိုထပ်မေးလိုက်တယ်။ဒါပေမဲ့ဦးကျော်ကသူမရဲ့အမေကိုကြောင်တောင်တောင်ဖြစ်သွားခဲ့တယ်။ဒါကြောင့်တေးတီကလူတိုင်းမှာတော်တဲ့အရာတစ်ခုစီတော့ရှိတတ်ကြကြောင်းရှင်းပြပြီးဦးကျော်ကစာတင်တာနဲ့လေလောက်တာတော်တယ်လို့သူ့အမြင်ကိုပြောပြတယ်။ဒါပေမဲ့ဦးကျော်ကတော့အဲ့ဒီလိုမခံယူထားပါဘူး။သူကတာမန်ဆရာတယောက်ဖြစ်ပြီးအညံဆုံးလေသမားလို့သူ့ကိုယ်သူသတ်မှတ်ထားပါတယ်။သူကအဲ့ဒီလိုညှင်းဆန်နေပေမဲ့တေးတီကတော့သူတော်တဲ့အရာတစ်ခုရှိကိုရှိရမယ်လို့ထင်နေတော့မှဒါကြောင့်မနေ့ကကြရင်သူမကိုယ်တိုင်ရှာဖွေကြည့်မယ်လို့စာနှုတ်လိုက်တယ်။နောက်တနေ့မှာတော့ဦးကျော်ဟာအမဲလိုက်ရာကနေအိမ်ကိုပြန်ရောက်လာချိန်မှာတော့သူ့အမေကိုဒေါက်တာအောင်နဲ့သူတွေ့လိုက်တယ်။မြို့ကနေဆေးတွေတော့ဝယ်ပြီးတဲ့ဒေါက်တာကိုသူကကျေးဇူးတင်စကားပြောလိုက်ပါတယ်။ဦးကျော်ကသူရလာတဲ့အမဲသားတွေကိုနေရာချနေတော့ဒေါက်တာအောင်ကသူတို့မြို့ကဆေးဆိုင်ကိုဦးနေလင်းတို့မိသားစုကအသက်ဝယ်လိုက်ကြောင်းပြောပြတယ်။ဒေါက်တာဦးနေလင်းတို့အကြောင်းမိတ်ဆက်ပေးဖို့လုပ်တဲ့အထက်မှာဦးကျော်ကသူတို့နဲ့တွေ့ပြီးဖြစ်ကြောင်းဖြတ်ပြောလိုက်တယ်။အန်ဟောသွားပြီးမဲ့ဒေါက်တာအောင်ကဒါကိုအခွင့်ကောင်းယူပြီးသူတို့အကြောင်းအထူးသဖြင့်တိတိအကြောင်းအတင်းပြောပါတော့တယ်။တိတိဟာထူးဆန်းတဲ့ကောင်မလေးဖြစ်ပြီးသူ့အမေကအရက်ဆွဲနေသူဖြစ်ကြောင်းဦးနေလင်းကတော့သူမကိုအရက်ဖြတ်ဖို့ကြိုးစားနေကြောင်းပြောပြတယ်။ဒါပေမဲ့ဦးကျော်ကတော့သူတို့မိသားစုရဲ့ကိုစိတ်ဝင်စားတာကြောင့်စကားလွှဲလိုက်တယ်။စကားပြောပြီးရင်တော့ဦးကျော်ကဒေါက်တာအောင်ကိုကားနာတီလိုက်ပူရင်သူ့အမေရဲ့ကျန်းမာရေးကြောင့်ကိုဆွေးနွေးဖြစ်ကြတယ်။ဒေါက်တာအောင်ကဦးကျော်ရဲ့အမေဟာချိန်တိတ်မကြံတော့ကြောင်းနဲ့ဝေဒနာတွေပို့ဆိုးလာနိုင်ကြောင်းဝမ်းနည်းစွာနဲ့ဝန်ခံလိုက်တယ်။ဦးကျော်ကဝမ်းနည်းပေမဲ့လည်းသူ့မိရဲ့ကံကြမ္မာကိုလက်ခံထားပါတယ်။အထူးသဖြင့်ဆေးရုံကဝေးတာကြောင့်ကီမိုဆေးသွင်းဖို့သူ့မိကိုယ်တိုင်ကညှင်းဆန်နေလို့ပါ။နောက်တနေ့မှာတော့ဦးကျော်ဟာတီတီဘိုးဘိုးကိုလာကြည့်မကြည့်သိရအောင်ကြောင်းစင်တာနဲ့အိမ်ကိုပြန်လာခဲ့တယ်။နွားရီငုတ်ကိုရောက်တဲ့ခါမှာဦးကျော်ကတီတီကိုလှမ်းခေါ်ပေးမဲ့ပြန်မထူပါဘူး။ဒါပေမဲ့ဦးကျော်လည်းတီတီအပေါ်ထက်မှာရှိနေလောက်တဲ့ဆိုတဲ့အသွေးနဲ့ကောက်ရိုးပုံထဲမှာရှိတဲ့အပေါ်ထက်ကိုလှေကားကနေတက်သွားခဲ့ပါတယ်။ဒီနေ့တိုင်းပဲတီတီကကောက်ရိုးပူတွေပေါ်မှာအေးအေးဆေးဆေးအိမ်နေတယ်။ဒါကြောင့်လှမ်းခေါ်တာကိုဘာလို့ပြန်ထူတာလဲလို့ဦးကျော်ကမေးလိုက်တယ်။တီတီကတော့သူမဒီမှာရှိနေမယ်ဆိုတာဦးကျော်တိပိတမလို့ပြန်မထူတာလို့ခက်တီတီနဲ့ပြန်ဖြေလိုက်ပါတယ်။တီတီရဲ့ညံပြေးပုံကိုဦးကျော်လည်းသဘောကျသွားပြီးအပေါ်ထက်ကိုဆက်သက်သွားလကသူမဘေးမှာဝင်ထိုင်လိုက်တယ်
ဦးကျော်သူမဘေးမှာဝန်ထိုင်လိုက်တာနဲ့တီတီကသူ့ကိုစားနောက်တဲ့အကြည့်တွေနဲ့ကြည့်ပါတယ်။အဲဒီအကြည့်တွေကြောင့်ဦးကျော်တယောက်နေရခတ်လာပြီးအနေခက်တဲ့လေတို့ကိုဖြိုခွဲဖို့ကြိုးစားလိုက်တယ်။ရုတ်တရက်တီတီကဒီအပေါ်ထက်ကိုလူသိမ့်မလာဘူးမို့လားလို့မေးလိုက်တော့သူကဟုတ်ကြောင်ပြန်ပြေးလိုက်ပါတယ်။သူမလူချင်းတဲ့အဖြေရသွားတဲ့အခါတီတီကသူမရဲ့ဆရာကိုစတင်မြူဆွဲပါတော့တယ်။ဒါပေမဲ့ကောင်မလေးရဲ့ရုတ်တရက်ရဲသိမ်းမှုကြောင့်ဦးကျော်တယောက်ချက်တီးမွင်းညင်းထပြီးချက်ချင်းပဲထွက်ပြေးပါတော့တယ်။သွားတင်ကုန်းအမြင်ဘက်ကိုရောက်တော့ဖျားနာနေတဲ့သူ့မိကိုမြင်လိုက်ရပြီးတိုးတက်မှုမရှိငင်းငွေ့เสียကောင်းတဲ့သူ့ဘဝကိုတတိယသွားစေတယ်။ဒါကြောင့်ဦးကျော်ဟာနွားတင်ကုန်းထက်ပြန်သွားပြီးတီတီရဲ့မြူဆွမှုနောက်ကိုလိုက်ပါသွားခဲ့ပါတော့တယ်။ရှန်နိုင်ငံကြာပြီးတဲ့နောက်မှာတော့ကျောင်းကော်မတီဝင်တွေကဦးကျော်ကိုမြို့ပြင်ကကျောင်းတက်မှာစာတင်ခွင့်မပြုတော့ပါဘူး။ဘာလို့လဲဆိုတော့သူကကောလိပ်တော်မပြီးသေးဘူးလို့ယူဆပြီးလိုအပ်တဲ့အရေးချင်းမပြည့်မီလို့ပါ။ဒါကြောင့်ဦးကျော်နဲ့တော်နှင်းတို့ကခိုင်လုံတဲ့အကြောင်းပြချက်တွေပေးပြီးအတနာခံဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ကော်မတီဝင်တွေကတော့ဆုံးဖြတ်ပြီးသားမလို့သူ့ကိုညှင်းပယ်လိုက်ပါတယ်။ညှင်းပယ်ခံရပေမဲ့လည်းဦးကျော်ကတော့ကျောင်းမှာတာဝန်ကျေပွန်ခဲ့တယ်ဆိုတဲ့အသည့်နဲ့ခေါင်းမော်ထားနိုင်ခဲ့ပါတယ်။အဲဒီညမှာသူတို့နှစ်ယောက်ဦးကျော်ရဲ့ဂရင်ပေါ်မှာအတူလှည့်နေရင်ဒေါ်နှင်းကသူ့ကိုလက်ထပ်ကွင်တောင်းဖို့တိုက်တွန်းပါတော့တယ်။သူမဆန္ဒကိုလိုက်လျောမယ်စာဦးကျော်ကသူမကိုပျော်ရွှင်စေခြင်းကြောင့်ပြောပြလိုက်တယ်။ဒေါ်နှင်းကတော့ပျော်ပါတယ်လို့အတည်ပြုပေမဲ့ဦးကျော်ကတော့သူမရဲ့ဆုံးမသွားပြီဖြစ်တဲ့ခင်မုန်းဟောင်းကိုဝနထက်သူ့ကိုပိုချစ်လာလို့မေးလိုက်တယ်။ဒေါ်နှင်းကစိတ်ပြက်လက်ပြက်နဲ့အတိတ်အကြောင်းမပြောချင်ဘူးလို့ဆိုပြီးထွက်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ဒေါက်တာအောင်ကဦးကျော်ကိုနွားတိတ်ကုတ်မှာလာတွေ့ပေးပြီးပေးစရာရှိလို့အပြင်ကိုခေါ်ထုတ်လိုက်ပါတယ်။အပြင်ရောက်တော့ဒေါက်တာအောင်ကသူ့အမဲလိုက်ဖို့အသက်ကြီးနေပြီဖြစ်လို့သူ့ရဲ့အမဲလိုက်တစ်နက်ကိုပေးလိုက်တယ်။ကျေသူတင်လုံးဦးကျော်ကသူ့ကိုပွေ့ဖက်လိုက်ပြီးဝမ်းသာအားရကားပေါ်တက်ကတောထဲကိုထွက်လာခဲ့တယ်။အဲဒီနေ့ညနေပိုင်းမှာတော့ဦးကျော်ကစနေရတိနေရင်သူ့မေရဲ့အာရုံစိုက်မှုကိုရသွားခဲ့တယ်။သူ့မေကိုမြင်တော့ဦးကျော်ကပြုံးပြပြီးတချင်းတွေကိုဆက်တီးပြနေတယ်။တီးနေရင်လည်းသူ့မေကိုအချင်းချင်းမေးကြည့်တော့နေလို့တိတ်မကောင်းဘူးလို့ပဲပြန်ဖြေတယ်။စိုးရင်သွားတဲ့ဦးကျော်ကဒေါက်တာအောင်ကိုခေါ်ပေးအောင်လားမေးပေမဲ့သူ့မေကညင်းပါတယ်။ကျမကြီးကိုစိုးရင်မဲ့စားသူ့မေကဒေါ်နှင်းအကြောင်းကိုစကားဆောက်လိုက်ပြီးသူမကိုလက်ထပ်ဖို့ပြောပါတယ်။ဦးကျော်ကမဝင်းမရဲဖြစ်နေတော့သူမကဒေါ်နှင်းကိုလက်ထပ်ဖို့ဆက်တိုက်တွန်းနေပြီးဝင်ငွေအတွက်စိုးရင်နေကျန်တာတွေအကုန်ရောက်ပြီးတော့ဒေါ်နှင်းရဲ့ခြံမှာပဲအလုပ်လုပ်ဖို့အကြံပေးပါတယ်။စာတင်ခန်းထဲမှာဦးကျော်ကကျောင်းသားတွေအလုပ်လုပ်နေတာကိုစောင့်နေတော့တီတီကသူမရဲ့စာရွက်ကိုလာပြီးတယ်။စာရွက်ကိုစစ်ကြည့်လိုက်တော့ခဏနေရင်တွေ့ကျင်တဲ့ဆိုတဲ့စာတူလေးကိုတွေးလိုက်ရပါတယ်။ကျောင်းဆင်းလို့အိမ်ပြန်တဲ့လမ်းမှာဦးကျော်ကအခုလိုစာရွက်ထဲစာညက်ပေးတဲ့တီတီရဲ့အနေများတဲ့လုပ်ရက်ကိုစူပါတော့တယ်။တီတီကဘာလို့တွေ့ကျင်တာလဲဆိုတာကိုချက်ချင်းမပြောတဲ့အခါမှာတော့ဦးကျော်တယောက်သဘောပေါက်သွားတော့တယ်။ကိုဝင်ရသွားပြီးသားလို့စိုးရင်တကြီးမေးလိုက်ပေမဲ့တီတီကအတူနေတိုင်းတားဆီးသုံးလို့မရပါဘူးလို့ပြန်ဖြေပါတယ်။ဒါပေမဲ့ဦးကျော်ကစိုးရင်နေတော့မလို့သူတို့ပထမတော့အတူနေခဲ့တဲ့အချိန်တွေတုန်းကရောတားဆီးသုံးကြလားလို့မေးလိုက်တယ်။တီတီကသုံးခဲ့တယ်လို့ပြောတော့အဲ့ဒီအချိန်တုန်းကသူတို့အတူနေဖြစ်မှန်ဆိုတာသိနေခဲ့တာလားလို့ဦးကျော်ကထပ်မေးပါတယ်။တီတီကဟုတ်တယ်လို့ဝန်ခံလိုက်ပြီးကြိုသိရဲ့အကြမ်းမြင်ရနေတာလားဆိုပြီးစာနှောက်လိုက်ပါသေးတယ်။အဲဒီကြောင့်တွေကိုဆက်မပြောချင်တော့တဲ့ဦးကျော်ကဘာလို့သူ့ကိုအရေးတကြီးတွေ့ကျင်နေတာလဲလို့စစ်ပြီးမေးပါတော့တယ်။တီတီကရုတ်တရက်မျက်နှာတီးသွားပြီးကိုဝင်ရှိနေပြီလို့ဝန်ခံလိုက်ပါတယ်။ဒါဟာဦးကျော်အတွက်တော့တီးခတ်နိုင်စွမ်းကုန်ဆုံးသွားတာပါပဲ။ဒါကြောင့်လမ်းထဲကောင်မှာကားကိုရက်ပြီးဆင်းလျှောက်သွားပါတော့တယ်။ဦးကျော်လျှောက်သွားတာကိုကြည့်ရင်တီတီတဲ့ကားပေါ်ကဆင်းလာပြီးသူတို့ရဲ့မမွေးသေးတဲ့ကလေးကိုဘယ်လိုလုပ်ကြမလဲလှမ်းမိတယ်။ဦးကျော်ကဘာမှမပြောပေမဲ့မပြောဘဲနေလိုက်တော့တီတီကသူမနှုတ်တာပါလို့ပြောရင်ရေပါတော့တယ်။ဦးကျော်လှည့်ကြည့်လိုက်တဲ့အခါတီတီကသူ့ကိုအနားလာဖို့ခေါ်ပေမဲ့သူကမတော်ခဲ့ပါဘူး။ဒါကြောင့်တီတီကသူ့ရဲ့အားနည်းချက်ကိုခွင့်ကောင်းယူပြီးစတင်မြူဆွဲပါတော့တယ်။တကယ်လည်းသူမရဲ့မြူဆွဲမှုကောင်မှဦးကျော်ကြာရှုံးသွားပြီးအတူနေဖြစ်သွားပြန်ပါတယ်။မိုးလင်းကနေတကားကိုအဆက်မပြတ်လာခောက်တန်ကြောင်ဦးကျော်နိုးလာပြီးတကားကိုဖွင့်ကြည့်လိုက်တယ်။အပြင်မှာဦးနေလင်းကိုတွေးလိုက်ရလို့အံ့ဩသွားပြီးငှက်ပြက်ထွက်ဖို့အဖို့လာဆက်တာဖြစ်ပါတယ်။အမဲလိုက်တဲ့နေရာကိုရောက်တော့ဦးနေလင်းကဘဲကော်တဲ့ခေယာကိုရုတ်တရက်မှုလိုက်လို့ဦးကျော်လန့်ဝခဲ့ပါတယ်။ဦးကျော်လန့်သွားတာကိုတတိထားမိတဲ့ဦးနေလင်းကတက်တောင်တက်တာနေဖို့ပြောပါတယ်။သူ့စကားကြောင့်ဦးကျော်လည်းပြုံးလိုက်ပြီးအနေရခက်တဲ့ချင်းတွေကိုဖြိုခွဲဖို့စကားလမ်းကြောင်းလွှဲလိုက်တယ်။သူကဦးနေလင်းကိုတောခွေတွေးဘူးလားလို့မေးပေမဲ့ဦးနေလင်းကမတွေးဘူးလို့ညင်းပါတယ်။အဲဒီစာသူတွေ့ကြတဲ့ဝင်ပလီဖြစ်ပြီးအဲ့ဒီဝင်ပလီကိုသူကိုယ်တိုင်အပြစ်ပေးမယ်လို့ပြောလိုက်တယ်။ဝင်ပလီတွေကလောဘကြီးတဲ့တတော်ရည်ဖြစ်လို့ရှင်းလင်းပြဖို့ထိုက်တန်တယ်လို့သူကယူဆပါတယ်။အဲဒီစကားတွေကြောင့်ဦးကျော်တယောက်ကြက်တီးထသွားပြီးသူ့ကိုရည်ရွယ်ပြီးပြောနေလို့ခံစားရလို့ငြိမ်သက်နေမိပါတယ်။ကံကောင်းကျင်တော့ဘဲတွေရောက်လာတာကိုဦးနေလင်းတတိထားမိပြီးအမဲဆက်လိုက်ကြပါတယ်။အချိန်နဲ့ငယ်ကြတော့တီတီကဦးကျော်ရဲ့နွားတင်ကုန်းကိုရောက်လာပြီးနှစ်ပေါင်း20တန်းရှိတဲ့အရက်တစ်လုံးပေးလိုက်တယ်။ဦးကျော်ကဝမ်းသာအားရယူလိုက်ပေမဲ့အရက်နာကျနေသေးလို့အခုချက်ချင်းမတောင်းနိုင်သေးဘူးလို့ညင်းလိုက်တယ်။နေရာမှာဝန်ထိုင်ရင်းနဲ့သူကတီတီကိုမြင်းလေးသွားကြည့်အောင်လားမေးပေမဲ့သူမကညင်းပါတယ်။အဲဒီစာသူမကအတူနေကျင်တယ်လို့ပုံမှန်လင်းလင်းပြောပါတယ်။ဒါပေမဲ့ဦးကျော်ကလိုက်မရောပဲသူ့အမေကျောင်းကိုစကားလွှဲပြီးပိုတိကျင်တယ်လို့ပြောလိုက်တယ်။ရုတ်တရက်မေးလိုက်လို့အံ့ဩသွားပေမဲ့တီတီကသူမရဲ့အရက်သမားအမေပေါ်မကျင်တဲ့ချက်တွေကိုပြောပြပြီးအမေလိုမဖြစ်စေရဘူးလို့ကြိမ်လွယ်ပါတယ်။ပြီးတာနဲ့သူနဲ့သူ့အမေကြောင့်ကိုဆက်မပြောကျင်တော့ပဲဥကျော်ကိုဆက်ပြီးမြူဆွဲပါတော့တယ်။သူတို့ရဲ့တာယာတဲ့ချိန်လေးပြီးမှတော့လောကကြီးကိုဂရုမစိုက်တော့ပဲအိပ်ပျော်သွားကြပြီးဒေါက်တာအောင်ရောက်လာတော့မတိလိုက်ကြပါဘူး။ဒေါက်တာအောင်ကဥကျော်ကိုနှိုးလိုက်ပြီးသူ့မျက်နှာမှာတော့
စိတ်ပြတ်နေတဲ့အရေးရောင်နဲ့ထင်တာပါပဲနိုးလာတော့တီတီကသူမချစ်သူရဲ့ရင်ဝင်ထဲကိုမျက်နှာအပ်ထားပြီးဥကျော်ကတော့ဇဝေဇဝါဖြစ်နေတယ်ဒေါက်တာအောင်ကိုမြင်တော့ဥကျော်ကလှမ်းခေါ်ပေးမယ်ဒေါက်တာကတော့အလွန်အမင်းစိတ်ပြတ်သွားတာကြောင့်လှည့်အောင်မကြည့်တော့ပါဘူးတိတ်မကြခင်မှာပဲဥကျော်ဟာရွာမှာဘာမှဒေါက်တာအောင်နဲ့တွားတွေ့ပြီးတေချာရှင်းပြဖို့ကြိုးစားခဲ့ပါတယ်ဆိုင်ထဲကိုဝင်လာပြီးတောက်ဆရာတစ်ခုမှကဒေါက်တာမျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်တယ်ချက်ချင်းပဲဒေါက်တာအောင်ကတီတီနဲ့ဖြစ်နေတဲ့ကိစ္စကိုစစ်မေးပါတော့တယ်ဥကျော်ကလည်းသူတို့ဇလန်းကလွန်ခဲ့တဲ့၄လကတည်းကစပစ်ခဲ့တာဖြစ်ပြီးတီတီကအရင်စခဲ့တာလို့အမှန်တိုင်းဝန်ခံလိုက်ပါတယ်အဲဒီကားကိုကြတော့ဒေါက်တာအောင်ကဒါဟာရဲစရာကောင်းတယ်လို့ထင်မိပါတယ်အထူးသဖြင့်ဥကျော်ကအသက်ပိုကြီးသူဖြစ်လို့ပိုပြီးစင်ကျင်တဲ့တယ်လို့ယူဆပါတယ်အဲဒီခါမှလည်းဥကျော်လည်းလက်မြောက်အရှုံးပေးလိုက်ပြီးဒါဟာသူ့ကြံစည်ပါလို့နှစ်ပေါင်းများစွာအတွင်းသူပထမဆုံးစတင်ခဲ့တဲ့ခြေလမ်းပါလို့ဝန်ခံလိုက်ပါတယ်ဒေါ်နဲ့တယောက်ပျော်ရွှင်နေပုံရလို့ဒီလိုဖြစ်လာလိမ့်မယ်လို့ထင်မထားခင်ကြောင်းဒေါက်တာကနားမနေစွာနဲ့ပြောလိုက်တယ်ပြီးတော့သူတို့ရဲ့လှုပ်ဝက်ချက်ကမကြခင်ပေါက်ကျသွားလိမ့်မယ်လို့သတိပေးပေမဲ့ဥကျော်ကတော့လှုပ်ဝက်ထားပါမယ်လို့ကြိမ်သွဲပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူကဒါကိုပျော်ရွှင်စရာကောင်းတယ်လို့ခံစားနေရလို့ပါ။သူတို့ရဲ့ဇလန်းကသူတို့ကိုအသက်ဝင်စေပြီးနှစ်ပေါင်းများစွာအိမ်မောကျနေခဲ့ရကနေဘဝကိုအပြောင်းလဲဖြစ်စေတယ်လို့ဆိုပါတယ်။ဒါတော့မှဒေါက်တာကသူတို့ရဲ့အသက်ကွာဟချက်ကြောင့်သဘောမတူနိုင်ပါဘူး။ကျောင်းပွဲတစ်ခုမှာဥကျော်ကတေးတေးတယောက်ဒေါ်နှင်းရဲ့သားစောစောနဲ့အတူရှိနေတော့ကိုတွေ့လိုက်ရပါတယ်။သူတို့ကိုနှုတ်ဆက်ပြီးရင်တော့လွတ်နေတဲ့ဇပွဲကုံတစ်ခုမှာဝန်းထိုင်ကဒေါ်နှင်းကိုစောင့်နေပါတယ်။စက္ကန့်နဲ့ကြတော့ဒေါ်နှင်းရောက်လာပြီးတောက်ဆရာတွေကိုယူလာပေးပါတယ်။နေရာထိုင်ခင်းအစဉ်ပြေးတော့ဒေါ်နှင်းကတီတီနဲ့စောစောတို့နဲ့အတူအချိန်ဖြုံးနေကြတယ်လို့မှတ်ချက်ချလိုက်ပါတယ်။ဥကျော်ကတော့တီတီနဲ့သူ့ရဲ့ပတ်သက်မှုကိုမသိစေချင်လို့ဘာမှမသိသလိုဟန်ဆောင်နေပါတယ်။ရုတ်တရက်တီတီကသူတို့စပွဲကိုရှောက်လာပြီးအတူတူထိုင်နေတယ်လို့ပြောလိုက်တယ်။ထိုင်ပြီးတာနဲ့တီတီကဒေါ်နှင်းကိုစောစောလိုချစ်စရာကောင်းတဲ့ကလေးကိုပြုစုပြုထောင်ထားလို့ချီချူစကားဆိုပါတယ်။ဒါပေမဲ့တီတီကစကားလမ်းကြောင်းပြောင်းလိုက်ပြီးဒေါ်နှင်းကိုစောစောကဥကျော်နဲ့သူမရဲ့ဆက်ဆံရေးကိုမကြိုက်လို့စိတ်တက်ကြပြီးဝမ်းနဲ့နေတယ်လို့ပြောပြလိုက်တယ်။စကားပြောနေရင်နဲ့တီတီကစပွဲအောက်ကနေဥကျော်ကိုမြူဆွဲနေပါသေးတယ်။ဥကျော်ကတော့မတိမတာနေရင်ဆက်စုလုံးနဲ့ကောင်မလေးကိုနောင်တရတော့အောင်ဆူလိုက်ပါတယ်။ဒါကြောင့်တီတီလည်းသူမစကားအတွက်တောင်းပန်လိုက်ပြီးစပွဲကနေချက်ချင်းထွက်သွားပါတော့တယ်။ပါတီပွဲပြီးမှဥကျော်ကဒေါ်နှင်းကိုအိမ်ပြန်လိုက်ပို့ပေးရင်ဒေါ်နှင်းကတီတီကိုသဘောကျကြောင်းအထူးသဖြင့်သူမရဲ့ရဲရင်မှုနဲ့စောစောကိုပြောအောင်ထားနိုင်လို့ဖြစ်ကြောင်းပြောပြတယ်။ဥကျော်ကဘာမှမပြောဘဲငြိမ်နေလိုက်တော့ဒေါ်နှင်းကသူ့ကိုအတူနေဖို့အိမ်ထဲကိုဖိတ်ခေါ်လိုက်ပေမဲ့သူကငြင်းပါတယ်။သူမကတောင်းဆိုပေမဲ့လည်းဥကျော်ကအခိုင်အမာငြင်းဆန်လိုက်လို့ဒေါ်နှင်းတယောက်စိတ်ဆိုးသွားပါတော့တယ်။ဒါကြောင့်ဒေါ်နှင်းကကားပေါ်ကနေနှုတ်လုံးမဆက်ပဲထွက်သွားခဲ့ပါတယ်။အဲဒီညမှာပဲဥကျော်သူ့အမေကိုစောင့်ရှောက်ပေးနေရင်အရင်ကတည်းကပူအားနေနေတာကိုသတိထားမိသွားပါတယ်။ဒါကြောင့်ဥကျော်ကဒေါ်နှင်းရဲ့အိမ်ကိုအပြေးလာသွားပြီးသူတုတ်ကွေးမိနေပြီထင်လို့အကူအညီတောင်းပါတယ်။ဒေါသထွက်နေတော့ဖြစ်တဲ့ဒေါ်နှင်းကရှင်တုတ်ကွေးမိတာလားနဲ့ချီနေပြီလို့ရွှဲ့ပြီးပြန်ပြောတယ်။ကိုကာကွယ်တဲ့အနေနဲ့ဥကျော်ကဒါကဘဝရဲ့အပြောင်းလဲတစ်ခုဖြစ်နိုင်တယ်လို့ကြောင်းပြပါတယ်။အထူးသဖြင့်သူ့အရွယ်ယောက်ျားတွေဟာလှုပ်ချင်တာမလုပ်ရပဲတေဆုံသွားတတ်ကြလို့ပါ။ဒါကိုကြတော့ဒေါ်နှင်းကသူ့ကိုဘာတွေလှုပ်ချင်တာလဲလို့မေးလိုက်တယ်။အဲ့ဒါနဲ့ဥကျော်ကသူတစ်ခါမှမလုပ်ဘူးတဲ့အရာတွေကိုတစ်ခုချင်းပြောပြတယ်။ပင်လည်းပြင်မှာအချိန်ကုန်ဆုံးကျင်လာရဲ့နေကင်းဘက်မှာသူမနဲ့သူနေကျင်လာရဲ့ကိုပြောပြပါတယ်။ဒါပြင်သူတို့မအုံမေးခင်အချိန်မနှောင်းခင်မှာနိုင်ငံအနှံ့ခီးတွေတွားကျင်တယ်လို့လည်းပြောပြပါတယ်။ပြီးတော့အနာကျင်အားဆုံးအမှန်တရားတစ်ခုကိုသူဖွင့်ပြောလိုက်ပါတယ်။ဒေါ်နှင်းတယောက်ဝမ်းနည်းပူဆွေးနေတဲ့မိုးဆူးမတယောက်လိုနေနေတာကိုသူညင်းဝင်နေပြီလို့လည်းပြောပါတယ်။အဲဒီစကားကိုကြားတော့ဒေါ်နှင်းကသူ့ကိုစိတ်ပြအောင်လုပ်နေတဲ့အတွက်တောင်းပန်ပါတယ်။ပြီးတော့ဥကျော်ကသူတို့ဆက်ဆံရေးမှာရှိနေတဲ့မလုံခြုံမှုတွေကိုဖွင့်ဟပြောပြလိုက်ပါတယ်။ဒါပေမဲ့သူတို့ပြန်လဲတင်းမြန်သွားကြပြီးပြင်းပြတဲ့ချစ်တင်းနှောမှုတွေကိုရရှိခဲ့ကြပါတယ်။နောက်ရက်အနေငယ်ကြာမှတော့ဥကျော်ရဲ့အမေကွယ်လွန်သွားပြီးရွာလုံးကျွတ်စာဗနာကိုရောက်လာကြပါတယ်။အခမ်းအနားပြီးဆုံးတော့ဒေါ်နှင်းကဧည့်သည်တွေကြံရည်သူမိသားစုတွေပေးထားခဲ့တဲ့ဝမ်းထဲချောင်းတဝန်လာတွေကိုဖတ်ပြနေပါတယ်။ဒါပေမဲ့စာတစောင်းကသူမကိုဖမ်းလာတော့ပြီးအိမ်ထဲကနေအမြန်ထွက်သွားစေခဲ့ပါတယ်။လေးလံနေတဲ့ခြေလမ်းတွေနဲ့သူဒေါ်နှင်းဟာကျက်စာကျွေးနေတဲ့ဥကျော်ကြီးကိုရှောက်သွားခဲ့တယ်။တတိထားပြီးသူမကစာကိုဥကျော်ကိုပေးလိုက်တော့သူ့ရဲ့ဖောက်ပြန်မှုကိုသူမသိသွားပြီဆိုတာသူသဘောပေါက်လိုက်တယ်။သူ့ရဲ့ဖောက်ပြန်မှုကြောင့်သူဘလောက်အောင်နာကျင်နေရကြောင်းကိုပြောပြပေးမယ်။ဥကျော်ကတော့သူမကတတိထက်ပိုကောင်းတယ်လို့အကြောင်းပြပါတယ်။ဘာလို့လဲဆိုတော့တတိကတာမန်ကောင်မလေးတယောက်ပဲမလို့ပါ။သူစကားတွေကြောင့်ဒေါ်နှင်းကရန်လို့ပေမဲ့ဥကျော်ရဲ့အကြောင်းပြချက်တွေကရဲစဲကောင်းလို့သူ့ကိုရိုက်နှက်ပြီးချိန်ဆဲပါတော့တယ်။အဲ့ချိန်မှာပဲသူမကဥကျော်ကိုတွန်းလှဲလိုက်ပြီးအခွင့်ကောင်းယူကသူ့ကိုတားခဲ့ပါတယ်။အချိန်နဲ့ကြတော့အရှက်မှုနေတဲ့ဥကျော်ကျမ်းမြေပေါ်လဲနေတော့တီတီရောက်လာပါတယ်။ဇဝေဇဝါဖြစ်နေပေမဲ့ဥကျော်ထိုင်းလိုက်ပြီးဒေါ်နှင်းတယောက်သူတို့ကိစ္စကိုတီးသွားပြီလို့ချက်ချင်းပဲပြောလိုက်တယ်။ဒဏ်ရာရနေတဲ့အမျိုးသားကိုနှစ်သိမ့်ပေးမယ်စားတီတီကဒေါ်နှင်းတီးသွားတာကိုဝမ်းတာနေပါတယ်။ဘာလို့လဲဆိုတော့သူမကဥကျော်ကိုလက်ထပ်ဖို့စီစဉ်ထားလို့ပါ။သဘောမတူတဲ့ဥကျော်ကသူမလက်ကနေရုံထွက်ပြီးဘသူ့ကိုမှလက်မထပ်နိုင်ဘူးလို့ကြွညာလိုက်တယ်။
ဒါကြောင့်တီတီလည်းသူ့ကိုအိတ်ဆက်နေတဲ့ကျမ်းမြေပေါ်မှာတယောက်တည်းထားခဲ့ပြီးအပေါ်ထက်ကိုတက်သွားပါတော့တယ်။တိတ်မကြခင်မှာပဲဥကျော်အပေါ်ထက်ကိုတက်လာပြီးကောင်မလေးကိုလိုက်ရှာပါတယ်။သူ့ခန်းထဲမှာပြန်တွေ့ရတော့တီတီကသူ့ကိုမြူဆွဲဖို့ကြိုးစားပေမဲ့ဥကျော်ကတော့တီတီထက်တော်နှင်းကပိုအရေးကြီးတယ်လို့ဝန်ခံပြီးသူတို့ရဲ့ဆက်ဆံရေးကိုအဆုံးသတ်ခြင်းကြောင့်ပြသလိုက်ပါတယ်။သူစကားတွေကြောင့်ကောင်မလေးကနောင်တရသွားစီမယ်လို့ချင်းချောက်ပြီးထွက်သွားခဲ့ပါတယ်။တယောက်တည်းကြံခဲ့တော့ဥကျော်ရဲ့အကြည့်တွေကကျိုးပက်နေတဲ့ပင်လယ်ပုံလေးရှီကိုရောက်သွားပြီးပင်လယ်ပြင်မှာအချိန်ဖြုံးကျင်နေတဲ့သူ့ဆန္ဒကိုတတိယပါတယ်။အဲဒီစီဇန်ကိုအရင်ကဒေါ်နှင်းကိုသူဖွင့်ပြောခဲ့ပူပါတယ်။ဒါကြောင့်ဥကျော်ကဒေါ်နှင်းစီကိုတွားပြီးပျက်စီးသွားတဲ့သူတို့ရဲ့ဆက်ဆံရေးကိုပြန်လည်တိစောက်ဖို့ကြိုးစားတယ်။အိမ်ထဲရောက်တော့ဥကျော်ကတလုံးကိုဝနရဲ့အရေးအောက်မှာမနေချင်းလို့သူမကိုလက်မထက်တာပါလို့ဝန်ခံလိုက်တယ်။ဒါပေမဲ့ဒေါ်နှင်းကတော့သူမရဲ့ကြိုးစားမှုတွေကိုအတိမမပြုတဲ့လူတစ်ယောက်အတွက်ဘာလို့အသက်စသေးကြရတယ်လဲဆိုတာစဉ်းစားမိတယ်လို့မောပန်းစွာနဲ့ပြောလိုက်တယ်။အခုတော့သူမရဲ့ဒေါသတွေကပုံမကြီးထွားလာပြီးဒေါ်နှင်းကသူ့ကိုမောင်းထုတ်ပေးမဲ့ဥကျော်ကတော့ခေါင်းပေါ်မှာနဲ့ပဲဆက်နေပြီးဆိုဖာပေါ်မှာလှည့်အိမ်နေလိုက်တယ်။နောက်တနေ့မနက်မှာတော့ဥကျော်ကျောင်းစချိန်စောစောစာတင်ခန်းထဲကမထွက်သေးတာကိုတွေးလိုက်တယ်။အနေရခက်တာကိုဖယ်ရှားဖို့ဥကျော်ကစကားစမိပြောဖို့ကြိုးစားပေမဲ့စောစောကသူ့ပေါ်မကျင်တဲ့လို့ဘာမှပြန်မပြောဘဲနေလိုက်တယ်။ဒါပေမဲ့အဆက်အသွယ်လို့ကိုဇွဲမလျှော့တဲ့ဥကျော်ကတော့စောစောသိကျင်တာကိုအကုန်ပြောပြမယ်လို့ကမ်းလှမ်းလိုက်တယ်။ဒါကြောင့်စောစောကသူ့ဖေကိုဝနအကြောင်းကိုမေးလိုက်တယ်။မျက်လုံးမှာအယောင်တက်လက်လက်နဲ့ကိုကျော်ကကိုဝနကိုဘလောက်လေးစားကြောင်းနဲ့ငါးခဏကလွှဲရင်အရာအလုံးတော်ကြောင်းကိုပြောပြတယ်။ဒါကိုကြတော့စောစောကနောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ဘာလို့ကိုဝနကစစ်ထဲဝင်သွားတာလဲလို့မေးလိုက်တယ်။ဥကျော်ကကိုဝနဟာသူတို့ရက်ထဲရွာတွေကနေအရာတွေကိုညှင်းငွေလာတာပါလို့ရိုးရိုးလေးပဲပြန်ပြလိုက်တယ်။ဒါရီကုံတိကတော့စောစောကဥကျော်နာကိုကတ်လာပြီးဥနေလင်းကသူ့သမီးကိုထီလို့ဥကျော်ကိုအပြစ်ပေးဖို့လုပ်နေတယ်လို့တတိပေးလိုက်ပါတယ်။သူ့တတိပေးမှုကြောင့်ဥကျော်လည်းအမဲလိုက်တဲ့နှက်ကိုပြင်ဆင်ပြီးအပေါ်ထက်မှာပုံနေပါတယ်။ပြင်ဆင်နေတော့နွားတဲ့ကုတ်နီမှာဝင်ပလေတစ်ကောင်ကိုတွေးလိုက်ရလို့တနက်နဲ့ချိန်လိုက်ပေမဲ့တရဝါလေးကိုငေးကြည့်ခြင်းလို့ချက်ချင်းပြန်ရုပ်လိုက်ပါတယ်။ရုပ်တရက်ကားလာတန်းကိုကြားလိုက်ရပြီးဥနေလင်းမှန်တီးလိုက်ရပါတယ်။ဥနေလင်းကားပေါ်ကဆင်းလာတော့ဥကျော်ကလှမ်းပေးပြီးလက်နှစ်ပါမပါမေးလိုက်တယ်။မပါဘူးလို့ညင်းလိုက်တော့ဥကျော်နဲ့စိတ်အေးသွားပေမဲ့ကားထဲမှာနောက်တစ်ယောက်ပါလာတာကိုတွေ့လို့ဘာတူလဲလို့ဥနေလင်းကိုမေးလိုက်တယ်။သူမိမဖြစ်ကြောင်းစကားပြောဖို့အိမ်နဲ့ဝင်ချင်ကြောင်းပြောပြပါတယ်။အိမ်နဲ့ရောက်တော့ဥကျော်ကလက်ခံပြီးတောက်เสียပေးပါတယ်။တီတီပေးထားတဲ့အရက်ပဲဖြစ်ပါတယ်။အဲဒီအရက်ကိုတွေ့တော့ဥနေလင်းကဒီအရက်ကိုသူတို့အိမ်မှာရှာနေတာလို့ပြောလိုက်တယ်။ပြီးတော့ဥနေလင်းကတီတီပြောပြထားတာတွေနဲ့ပတ်သက်ပြီးဥကျော်ကိုရှင်းပြီးကသူမကိုလက်ထပ်မှလာလို့မေးပါတယ်။ဥကျော်ကညင်းလိုက်ပြီးတီတီကသူ့ထက်အများကြီးအဆင်းမြင့်တယ်လို့ပြောပါတယ်။ဒါပြင်ဒါဟာသူ့အတွက်ပထမဆုံးဖောက်ပြန်ပူတာဖြစ်ပြီးကိုကိုမတားဆီးနိုင်ခဲ့ဘူးလို့ဝန်ခံပါတယ်။မထင်မဲ့ပဲဥနေလင်းကသဘောတူကြောင်ပြသပြီးသူ့သမီးရဲ့စိတ်ထဲမှာဘာတွေဖြစ်နေတာလဲဆိုတာသူကိုယ်တိုင်မသိတဲ့အတွက်ဥကျော်ကိုကြီးအပြစ်မတင်နိုင်ဘူးလို့ဆိုပါတယ်။ဒါပြင်ဥကျော်ဟာပြစ်မှုကျူးလွန်သူတဲ့ဆိုင်အတုံးချခံရတဲ့လူကောင်းတစ်ယောက်လို့သူယုံကြည်ပါတယ်။အန်ဟောစရာကောင်းတာကဒေါ်မာလာဟာစကားဝိုင်းတဲ့ဝင်ပါလာပြီးတီတီအပေါ်အခွင့်အရေးယူတဲ့ဥကျော်ကိုဒေါသထွက်ကြောင်ပြောပါတယ်။ပြည်ထနာမကြီးထွားခြင်းခဲ့တဲ့ဥနေလင်းကဒေါ်မာလာရဲ့ဒေါသကိုငြိမ်းအောင်လုပ်ပြီးသူတို့ရဲ့စကားဝိုင်းကိုဆော့ဆော့အဆုံးသတ်လိုက်ပါတယ်။လေမယားနှစ်ယောက်ပြန်သွားတော့တီတီရောက်လာပြီးဥကျော်ကိုလာတွေ့ပါတယ်။ဒီတစ်ခါတော့သူမကိုလက်ထပ်မှလာလို့ဆိုတာတိကျအောင်လာမေးတာပါ။အထူးအဖြင့်သူမကဥကျော်ကိုသူမကိုချစ်တယ်လို့ယုံကြည်နေလို့ပါ။ဒါပေမဲ့ဥကျော်ကညှင်းလိုက်ပြီးသူတို့မလိုက်ဖက်ကြောင်ရှင်းပြပါတယ်။အထူးသဖြင့်သူတို့ဆက်ဆံရေးကမညီမျှလို့ပါ။တိုးတော့ဒီတားမြစ်ထားတဲ့ဆက်ဆံရေးတွေကိုဆက်သွားနေရင်ဘာအကျိုးမှရှိလာမှာမဟုတ်ဘူးလို့ယူဆပါတယ်။တီတီကဆက်ပြီးဇွဲမလျှော့တော့တဲ့အခါဥကျော်ကသူမဟာမြို့ကနေထွက်သွားနိုင်တဲ့အထိသူ့ကိုအတုံးချနေတာလို့ပုံပွင့်လင်းလင်းပြောလိုက်ပါတယ်။သူစကားတွေကအမှန်ဖြစ်နေလို့တီတီကသူ့ကိုနောက်ဆုံးအကြိမ်ဖြင့်နမ်းလိုက်ပါတယ်။ပြီးတော့သူမအမှားတစ်ခုလုပ်လိုက်ခဲ့ပြီလို့ပြောပြီးနွားတစ်ကုတ်ကိုလမ်းညှို့ထိုးပြတယ်။လှမ်းကြည့်လိုက်တော့နွားတစ်ကုတ်မီးလောင်နေတာတွေ့လိုက်ရပြီးအထက်ကတိရစ္ဆာန်တွေကိုကဲဖို့ပြေးသွားပါတော့တယ်။ဒါပေမဲ့အထက်ကိုဝင်သွားတော့ထိတ်လန့်နေတဲ့မြင်းလေးပူပူကလွဲလို့ဘာတိရစ္ဆာန်မှမရှိတော့ပါဘူး။ချက်ချင်းပဲဥကျော်ကမြင်းလေးကိုတွားခဲ့ပြီးတနာစရာမြင်းလေးကိုလှုပ်ပေးလိုက်ပါတယ်။လွတ်သွားပေမဲ့လည်းမိတောက်ထက်ကအမှတ်မထင်ဝင်သွားပြီလို့ကြောက်လန့်တကြားပြေးလွှတ်နေပါတော့တယ်။တီတီကဘိုးဘွေရဲ့အခြေအနေကိုမြင်တော့ကဲဖို့နောက်ကနေပြေးလိုက်သွားပါတယ်။ခဏကြာတော့ဥကျော်ကတီတီတယောက်တိတ်ဆုံးသွားတဲ့သူမရဲ့မြင်းလေးတော့ဝမ်းနဲ့ပြီးလေယာပြင်းကိုငေးကြည့်နေတာကိုတွေ့လိုက်ရပါတယ်။တီတီဘေးမှာဥကျော်ကဝန်ထမ်းလိုက်ပြီးဘာလို့နွားတက်ကုတ်ကိုမီးရှို့တာလဲလို့မေးလိုက်တယ်။အားနဲ့နေတဲ့တန်လေးနဲ့တီတီကမနာလိုလို့လှုပ်ခဲ့တာပါလို့ဝန်ခံပါတယ်။အန်ဝတ်သွားတဲ့ဥကျော်ကအဲ့ဒီလိုလှုပ်တဲ့ထဲမှာသူမရဲ့မြင်းလေးလည်းမီးလောင်သွားပြီလို့ထောက်ပြတော့တီတီကသူ့ဘိုးဘိုးကိုကယ်လိုက်မယ်လို့ထင်ခဲ့တာပါ။ဒါပေမဲ့မကယ်နိုင်ခဲ့ဘူးလို့အကြောင်းပြတယ်။သူမကပူပြီးမနာစေချင်တော့တဲ့ဥကျော်ဟာသူမကိုနှိမ့်သိပ်ပေးလိုက်ပြီးအိမ်ပြန်ဖို့ကမ်းလှမ်းလိုက်ပါတော့တယ်။နောက်တနေ့မနက်မှာတော့ဥကျော်ဟာညင်းကွေ့စရာကောင်းတဲ့သူ့ပေါ်ထဲကနေကြီးမားတဲ့ခြေလမ်းတစ်ခုလှမ်းလိုက်ပါတယ်။သူစူးစောင်းထားတဲ့ငွေအားလုံးကိုတုံးပြီးသူ့ရဲ့အနာဂတ်အသစ်ကိုစတင်တည်ဆောက်ပါတော့တယ်။ပြီးတော့ဒီပြောင်းလဲရဲ့အရေးကြီးဆုံးပိုင်းကတော့ဒေါ်နှင်းနဲ့ပြန်လဲတင်မြတ်ဖို့ပါပဲ။အလေသွားတဲ့အခါဥကျော်ကတီတီနဲ့ဖောက်ပြန်ခဲ့တော့ကသူဟာရေစုံမျောကျင်ခဲ့ပြီးတိုးတက်မှုမရှိခဲ့တဲ့ဘဝကနေလွတ်မြောက်ချင်ခဲ့တာပါလို့ဝန်ခံပါတယ်။ဒါပေမဲ့သူ့ဝင်မတည်ဆုံးခင်သူတို့အတူနေခဲ့ကြတဲ့ညမှာတော့တခြားအရာတွေအားလုံးထက်သူမကိုပိုချစ်တယ်ဆိုတာသူသဘောပေါက်ခဲ့တယ်လို့ပြောပြတယ်။အဲဒီစကားတွေကိုကြားတော့ဒေါ်နှင်းကသူ့ပတ်လှည့်လာပြီးသူမလည်းရေစုံမျောကျင်ခဲ့တာပါလို့ဝန်ခံလိုက်ပါတယ်။သူမရဲ့ပွင့်လင်းမှုကြောင့်ဥကျော်ဖက်လိုက်ပြီးသူ့အချစ်တွေကိုဖွင့်ဟလိုက်ပါတော့တယ်။အချိန်တော်ကြာတော့လင်မယားနှစ်ယောက်ဟာကမ်းခြေကိုသွားပြီးရှေ့ဆက်မဲ့ဘဝကိုလွတ်လွတ်လပ်လပ်နေထိုင်သွားဖို့စီစဉ်လိုက်ကြပါတော့တယ်။
အဲဒီလိုဗီဒီယိုလေးတွေကိုထပ်ကြည့်ဖို့ channel လေးကို subscribe လုပ်ခဲ့ပါအောင်ခင်ဗျာ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပြီး channel ကိုကူညီတဲ့အနေနဲ့ like ကလေးလည်းပေးသွားခဲ့ကြပါဦးအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာဇလန်းလေးကိုကြည့်ပြီးဥကျော်ကတီတီနဲ့ဖောက်ပြန်ခဲ့တာတကယ်ချစ်လို့လားဒါမှမဟုတ်ညီးငွေ့စရာကောင်းတဲ့ဘဝကြီးတွေကနေရုံးထွက်ခြင်းနဲ့စိတ်သက်ကြောင်ပဲလားဆိုတာကွန်မန့်ပေးပြီးတော့ပြောကြားသွားခဲ့ကြပါဦးနော်ကျွန်တော်တို့ရဲ့ channel ဟာနေ့စဉ်နေ့တိုင်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဇလန်းကောင်းများစွာကိုတင်ဆက်ပေးလျက်ရှိပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့ရဲ့ channel လေးကိုကြိုက်နေတတ်တဲ့ဆိုရင် subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်ဗီဒီယိုတက်တဲ့တိုင်းချက်ချင်းသိရှိနိုင်အောင်လို့လဲ notification ခေါင်းလောင်းလေးကိုပါတခါတည်းနှိပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်ခင်ဗျာအားလုံးလည်းစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းတွေပြည့်စုံပြီးဘေးရန်ကင်းရှင်းကြပါစေခင်ဗျာအားလုံးကိုကျေးဇူးပါခင်ဗျာ